မော်ဘီကသွေးစွန်းလက်မနက်ခင်းနဲ့နောက်ွယ်ကတရက်ခန့်အစစ်2026ခုနှစ်ဇန်နဝါရီလ24ရက်နေ့မနက်ခင်းတစ်ခုမှာရန်ကုန်တိုင်းမော်ဘီမြို့နယ်ကလမ်းမတစ်ခုပေါ်မှာလူတွေဟာသွေးပြက်ဖွယ်ရာမြင်ကွင်းတစ်ခုကိုမြင်တွေ့လိုက်ရပါတယ်။ဒါဟာရုပ်ရှင်ကားတကားတွေကဇက်ဝင်ကမဟုတ်ပါဘူး။ကျမတို့လူအဖွဲ့အစည်းအတွင်းမှာတကယ်ဖြစ်ပျက်သွားခဲ့တဲ့အနိဋ္ဌာရုံတစ်ခုပါ။လင်မယားချင်းရန်ဖြစ်ရာကနေခင်မွန်းတယ်ကဇနီးတယ်ကိုခေါင်းဖြတ်တက်လိုက်တဲ့ဖြစ်စဉ်မှာဒီအကြောင်းကိုကြားလိုက်ရသူတိုင်းရင်ထဲမှာထိတ်လန့်တလုံးသွားကြမှာအသေးကြပါပဲ။ဒီဖြစ်စဉ်ကတော့မော်ဘီမြို့နယ်ဆက်သွားတော့ပြည်တရားမြောက်ပိုင်းရပ်ကွက်မှာဒီနေ့မနက်10နာရီဝန်းကျင်လောက်ကစတင်ခဲ့တာပါ။အင်ဂျင်နာချင်းတွေရဲ့ပြောပြချက်အရအဲ့ဒီအိမ်ကလူငယ်စုံတွေဟာစကားများရန်ဖြစ်ကြရလို့သိရပါတယ်။ရန်ဖြစ်တာကတာမန်လင်မယားရန်ပွဲလိုပါပဲ။ဒါပေမဲ့ခဏကြာမှတော့အိမ်ထဲမှာတိတ်ဆိတ်သွားပြီးတိတ်မကြခင်မှာပဲခင်မွန်းဖြစ်သူဟာအိမ်ထဲကနေထွက်လာခဲ့ပါတယ်။သူ့လက်ထက်မှာကင်ဆောင်ထားတာကတစ်ဖက်မှာသွေးစွန်းနေတဲ့ဓာတ်အရှိတစ်ချောင်းနဲ့ကြံတစ်ဖက်မှာကစူစနီးတဲ့ခေါင်းပြက်ကြီးဖြစ်နေခဲ့ပါတယ်။မျက်မြင်တွေ့ရှိသူတွေအဆိုအရသူဟာလမ်းသွားလမ်းလာကားတစ်စီးကိုဓာတ်နဲ့ချင်းချောက်ပြီးမောင်းနိုင်ခဲ့တယ်။နောက်ဆုံးမှော်ပြီးတိုးဂိတ်နီးမှာသူ့ကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။ဒီနေရာမှာမေကွန်းထုတ်ဆရာရှိလာတာကတာမန်စိတ်ချင်နေရှိတဲ့လူသားတစ်ယောက်ကဒီလိုအလုပ်မျိုးကိုလုပ်နိုင်မှာမလားဆိုတာပါပဲ။အဖေကတော့မလုပ်နိုင်ပါဘူး။ဒေသခံတွေနဲ့နီးစပ်သူတွေရဲ့ပြောကြားချက်အရဒီမျိုးသားဟာမူရစေဝါတောင်းဆွဲထားသူတစ်ယောက်ဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်နောက်ထပ်သတင်းအရင်းမြစ်တွေအရဒီရန်ပွဲရဲ့အစဟာစလော့ဂိမ်းရှုံးနိမ့်မှုကနေစတင်ခဲ့တယ်လို့ဆိုပါတယ်။ပြောရမယ်ဆိုရင်တော့မူရစေဝါတောင်းဆွဲထားတဲ့အခါလူတစ်ယောက်ရဲ့အုံနောက်အာရုံကြောစနစ်ဟာပုံမှန်တိုင်းလုံးမလုပ်တော့ပါဘူး။တမယားစိတ်တွေဝင်လာမယ်ဒေါသကိုမထိန်ချုပ်နိုင်တော့ဘူး။ဟိုဟာလုံးရမလို့ဒီဟာလုံးရမလို့နဲ့စိတ်တွေကြောက်ရဖြစ်လာတယ်။ဒီလိုစေးကြောင်တွေရဲ့အုံနောက်ကိုလောင်ကစားရှုံးလို့ဖြစ်လာတဲ့ဒေါသကပါရောသွားတဲ့အခါဒါမျိုးကိစ္စဖြစ်သွားတော့တာပါပဲ။သူ့မျက်လုံးထဲမှာသူ့ရှိကမိမဟာသူ့ဇနီးတယ်လို့မမြင်တော့ပဲသူ့ကိုရန်ပြုတ်မဲ့ရန်သူလိုမျိုးမြင်အောင်လာတတ်ပါတယ်။ဒါကြောင့်လေတာမန်လူတစ်ယောက်မလုပ်ရဲတဲ့ခေါင်းဖြတ်တတ်တာမျိုးကိုမျက်တောင်မခတ်ပဲလုပ်ရဲသွားတာပါ။သူလမ်းမှာထွက်လာတဲ့အချိန်မှာသူ့ပုံစံကတင်းငင်နေပြီးကြောက်စရာကောင်းနေတာကဒီမူရစေးရဲ့အာနိသင်ကြောင့်ဖြစ်နိုင်ပါတယ်။ဒါဟာလူတစ်ယောက်ကိုလူစိတ်ပြောက်ပြီးတောင်းရင်တရိษံတကောင်မဖြစ်သွားစေတဲ့အစိတ်တောက်ပါပဲ။ပြီးတော့အခုခေတ်မှာဖုန်းတစ်လုံးရှိုံနဲ့လောင်းကစားလို့ရနေတာကအရန်ကိုအန္တရာယ်ကြီးပါတယ်။နိုင်တော့ကပျော်စရာကောင်းပေမဲ့ရှုံးတဲ့ခါကျရင်ဖြစ်လာတဲ့စိတ်ဖိစီးမှုနဲ့ငွေကြေးကြက်တဲမှုကမိသားစုပြဿနာတွေရဲ့အစပါ။စေးကြောင်နေတဲ့အုံနောက်ရဲ့လောင်းကစားရှုံးလို့ပူလောင်နေတဲ့စိတ်ရဲ့ငွေကြေးပြဿနာကြောင့်ဖြစ်လာတဲ့လင်မယားရန်ပွဲရဲ့ဒီသုံးမှုပေါင်းဆောင်လိုက်တဲ့အချိန်မှာတော့ထိန်းချုပ်လို့မရတဲ့ပောက်ကွဲမှုကြီးဖြစ်သွားပြီးအပြည့်မဲ့တဲ့အမျိုးသမီးတယောက်စတေးခံလိုက်ရတာပါပဲ။ကျမတို့မြန်မာနိုင်ငံမှာလင်မယားရန်ဖြစ်တာကြားဝင်မကောင်းဘူးဆိုတဲ့အယူအဆရှိပါတယ်။ဒါပေမဲ့အဲ့ဒီအယူအဆကပဲတချို့အသက်တွေကိုကယ်ခွင့်မရပဲဆုံးရှုံးစေတာပါ။အိမ်ကြီးနာချင်းတွေအနေနဲ့အတန်းဖတ်တန်တွေအကူအညီတောင်းတန်တွေကြားရရင်လိလူမရှိသင့်တော့ပါဘူး။ရက်ကွက်လူကြီးဒါမှမဟုတ်ရဲကိုတိုင်ကြားပေးတာမျိုးကအသက်တစ်ချောင်းကယ်တင်ရရောက်နိုင်ပါတယ်။ဒီဖြစ်စဉ်မှာရင်နာစရာအကောင်းဆုံးအပိုင်းကတော့ကျန်ရစ်သူတွေပါပဲ။သူတို့နှစ်ယောက်မှာကလေးငယ်2ဦးရှိနေတာပါ။ကံကောင်းထောက်မစွာနဲ့အခင်းဖြစ်ပွားချိန်မှာဒီကလေးတွေကအဖွားဖြစ်သူနဲ့တွားရနေထိုင်နေကြလို့အိမ်မှာမရှိခဲ့ပါဘူး။တကယ်လို့များအဲ့ဒီအချိန်မှာကလေးတွေသာအိမ်မှာရှိနေခဲ့ရင်အခြေအနေကတွေးရစရာတော့မရှိပါဘူး။အခုတော့ဒီကလေးနှစ်ယောက်ဟာမိခင်ကိုလည်းဆုံးရှုံးလိုက်ရပြီ။ဖခင်ဖြစ်သူကလည်းလူသက်တရာခံပြထောင်ထဲရောက်သွားပြီ။မူရစင်းနဲ့လောင်းကစားကြောင့်မိသားစုတစ်ခုလုံးပြိုကွဲပျက်စီးသွားခဲ့ရပါပြီ။ဒါအပြင်ဒီကလေးတွေရဲ့စိတ်တရားကိုဘယ်သူကကုစားပေးမလဲ။သူတို့ကြီးပြင်းလာတဲ့အခါနင်တို့အဖေကနင်တို့အမေကိုတတ်ခဲ့တာဆိုတဲ့အရေးမဲကြီးအောက်မှာဘယ်လိုရှင်တန်ကြမလဲ။ဒါဟာလူမှုပတ်ဝန်းကျင်ကပါဝိုင်းဝန်းကူညီဖေးမှပေးမှသာရနိုင်မယ့်ကိစ္စတစ်ခုပါ။မော်ဘီကလူသားမှုဟာတာမန်မှုခင်းတဲ့တစ်ခုဖြစ်ပြီးသွားလို့မဖြစ်ပါဘူး။ဒါဟာအနီအောင်စင်သတိပေးချက်ပါ။တရားခံကစေးကြောင်နေလို့ပါဆိုပြီးဥပဒေကနေလွတ်ငြိမ်းခွင့်ဒါမှမဟုတ်ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရနိုင်သလားဆိုတာသိချင်ကြမယ်ထင်ပါတယ်။ပြောရရင်တော့ဥပဒေအများစုမှာကိုယ်သဘောနဲ့ကိုယ်စေးသုံးပြီးရာဇဝတ်မှုကျူးလွန်ရင်စိတ်မနှံ့သူဖြစ်အပြည့်အဝကာဝယ်ပေးလို့မရှိပါဘူး။မူရစေးသုံးဆွဲထားခြင်းဟာပြစ်မှုကိုပိုပြီးကြီးစေတဲ့အချက်တောင်ဖြစ်နိုင်ပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့ပြစ်မှုမျိုးကိုအများပြည်သူအထိတ်တလန့်မဖြစ်အောင်နဲ့နောက်လူတွေအတူမယူရအောင်တရားစီရင်ရေးကထိထိရောက်ရောက်ပြစ်ဒဏ်ချမှတ်ဖို့လိုအပ်ပါတယ်။ဒါမှသာစေးသုံးရင်လူတက်လို့ရတယ်ဆိုတဲ့မှားယွင်းတဲ့အတွေးခေါ်တွေပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ကိုရက်ကွယ်ကိုလန်းထဲမှာစေးသုံးဆွဲသူတွေရှိနေရင်ငါနဲ့မဆိုင်ဘူးလို့မနေပါနဲ့။သူတို့ဟာအချိန်မရွေးပေါက်ကွဲနိုင်တဲ့ဘုံတလုံးဖြစ်နေနိုင်ပါတယ်။တပ်ဆိုင်ရာကိုတိုင်ကြတာလူကြီးမိဘတွေနဲ့တိုင်ပင်တာမျိုးလှုပ်ဆောင်သင့်ပါတယ်။ဘူးရစေဝါဆိုတာလူကိုလူစိတ်ပြောက်စေတဲ့အရာပါ။တောင်းဆွဲသူကသာမကဘေးပတ်ဝန်းကျင်နဲ့မိသားစုကိုပါဒုက္ခပေးတတ်ပါတယ်။အထူးသဖြင့်ဆေးရောင်းတဲ့သူတွေကိုထိထိရောက်အရေးယူဖို့လိုအပ်နေပါပြီ။ပြီးတော့ကိုယ့်အိမ်သားတယောက်ဒါမှမဟုတ်ကိုယ်တိုင်ကအွန်လိုင်းလောင်းကစားဆွဲလန်းနေပြီဆိုရင်အများဆုံးရက်တက်မှုကြိုးစားပါ။ဖုန်းထဲကနေအလွယ်တကူကစားလို့ရတဲ့ slot game တွေဟာလူငယ်တွေကိုငွေကုန်စေသလိုစိတ်ပိုင်းဆိုင်ရာကိုလည်းပျက်စီးစေပါတယ်။ရှုံးမဲပြီးတော့ဒေါသထွက်ရာကနေအခုလိုပြစ်မှုတွေဖြစ်လာနိုင်ပါတယ်။ဒီနေ့မော်ဘီကဖြစ်ရဆိုလို့နောက်ထပ်မကြုံရလေအောင်ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မောင်နှမတွေကိုမူရစင်းနဲ့လောင်းကစားရဲ့သားကောင်မဖြစ်ရအောင်ဝိုင်းဝန်းဆော့ရှောက်ပေးကြပါလို့တိုက်တွန်းလိုက်ပါရစေ။
တေဆုံးသူအမျိုးသမီးတွေကောင်းရာဒုက္ခရီလာပါစေ။ကျန်ရင်သူကလေးငယ်လေးတွေလည်းဘေးကင်းလုံခြုံကြပါစေရှင်။